တာတီဆိုတဲ့ကျုပ်ကလည်းထူးထူးဆန်းဆန်းဆိုရင်ကြုံမကြုံတတ်ပါပေဗျာကျုံမမိတယ်ဆောင်းတွင်ကြီးဗျကျုပ်တို့အညာဆိုတာကလည်းခက်သားလားຫນွေဆိုရင်လွတ်ပူပြီးစောင်းကြတော့လေလွတ်အေးတာလीနှညရှိပြီဗျဝိုင်းတွေထဲမှာနန်းယူတွေနဲ့မီးလုံကြရတာကိုအရက်နဲ့ကိုတလီဆိုတော့လေပျော်ဖို့တော့ကောင်းတာဗျကျုပ်တို့ဝိုင်းထဲမှာညဆိုရင်အဘနဲ့အမေကနန်းယူတွေကိုမီးရှို့တော့တာပဲဗျို့ကျုပ်တို့ဝိုင်းမှာမီးအောင်တွေ့ပြီဆိုတာနဲ့ရွာထဲကမြက်ဖြူတို့စင်ပေါက်တို့တောကျော်တို့အုပ်စုကရောက်ချလာရောဗျို့ဒီကောင်တွေက10နှစ်သားလောက်တွေဗျသူတို့ထက်ငယ်တဲ့ကလေးတွေလည်းတခါတလေပါလာတက်နေတယ်ကျုပ်အမေကလည်းကလေးအားကြီးချစ်တာကလေးတွေမို့လို့ဝိုင်းထဲမှာမီးလုံလာပြီဆိုရင်ဘဲကြီးလော်နဲ့ထညက်တွေကျွေးတော့တာဗျဟိုကောင်တွေကလည်းစားပါဗျာတခါမှအောင်ညင်းတယ်လို့မရှိဘူးမြက်ဖြူကလူလေဗျကျုပ်အကြောင်းကိုလည်းဒီကောင်ကကောင်းကောင်းသိတယ်လူစုံလို့ဝိမ့်ငိမ့်ပြီဆိုတာနဲ့မြက်ဖြူကကျုပ်ကိုဟိုမေးဒီမေးလှုပ်တော့တာပဲဗျို့ကျုပ်ကလည်းကျုပ်တွေ့ကြုံခဲ့တာကလေးတွေကိုပြောပြတယ်ဒီကောင်တွေအုပ်စုဆိုတာငြိမ်ပြီးတော့နားထောင်နေတာဗျတယောင်းမအောင်မလုပ်ဘူးအဘနဲ့အမိကတော့တော်တော်ကလေးနှွေးသွားရင်အိမ်ပေါ်တက်သွားကြတယ်ဒီကောင်တွေနဲ့ကျုံနေပဲကြံခဲ့ကြတာကိုကြီးသားသည်ဆရာပီတီကိုမဖဲဝါကြောက်ပြင်းတဲ့ရိတ်သက်တုံးကကိုကြီးသားသည်ပါတယ်ဆိုမြက်ဖြူဆိုတဲ့ကောင်ကစကားကိုထောင်တဲ့နေရာမှာအားကြီးတော်တာဗျမပါပါဘူးကွာမင်းတို့ကငါပါတယ်လို့ဘသူပြောတော့ကျုပ်ကဒီကိစ္စတွေကိုအခုထိအုပ်ထားတာဆိုတော့ပြောင်းညင်းရတာပေါ့ဗျာတောင်ပိုင်းကကိုသိန်းစော်ပြောတာဗျသူလည်းတီတီကြကြတိတာတော့မဟုတ်ပါဘူးဗျာတာတီပါနိုင်တယ်လို့ပဲပြောတာပါဗျအလကားပါကွာသူထင်တာကိုရှောက်ပြောတာပါငါလည်းအဲ့ဒီကိစ္စကိုသူများပြောမှသိရတာကွနေပါအောင်ကိုကြီးသားတည်းရဲ့ဘိန်းစားပါစိန်ကြီးကိုမဖဲဝါကုတ်ချိုတက်တုံးကလည်းကိုကြီးသားတည်းပါတယ်ဆိုတောကျော်ကလည်းမျက်ပြူးလေးတန်လိုက်ပြီးကျုပ်ကိုမီးပြန်တာပေါ့ဗျာမပါပါဘူးကွဘိန်းစားပါစိန်ကကူဖောက်တာထင်တယ်မနဲ့မိုးလင်းလို့လူတွေပြောမှငါတိတာပါကွအဲ့ဒီညကဖျားပွဲရှိတော့တညလုံးဖျားပွဲမှာထိန်းနေရတာကွဒါနဲ့မင်းကိုဘသူကပြောတာတော့တောကျော်ရဲ့အရှိပိုင်းကကိုကြီးဖိုးတောင်ပြောတာဗျသူလည်းအတိအကျပြောတာတော့မဟုတ်ပါဘူးဗျာပါတယ်ထင်တယ်လို့ပဲပြောတာပါဗျငါကနေရတကဆက်ဆက်ဆူဆူနဲ့ပါနေကြကောင်ဆိုတော့ဒီကိစ္စတွေမှာလည်းပါသွားသလားလို့တွေးကြတာပေါ့ကွာကျုပ်ကကလေးတွေနဲ့စကားလက်ဆောင်ကြရင်ငကားစေးပေါ်လိတ်ကလေးတလိတ်ကိုနန်းယူကမိတောက်ကလေးယူပြီးတော့ညှိလိုက်တယ်စေးပေါ်လိတ်ကလေးနှစ်ဖွာသုံးဖွာလောက်ပဲဖွာရသေးတယ်ဗျဝိုင်းဝါကခေါ်တဲ့အတန်ကိုကြားလိုက်ရတယ်ဒါသည်မီးလုံနေတာလားကွဟာကလေးတွေလည်းမနှဲပါလားကျုပ်ကမီးအလင်းရောင်လက်နဲ့ကာပြီးတော့ဝိုင်းဝါကိုလမ်းကြည့်လိုက်တယ်ငါပါကွာတာတီရငွေတွင်းကုန်းကမင်းတင်ပါဟာကိုမင်းတင်ညဖက်ကြည့်ပါလားဗျလာလီဗျာကျုပ်ကကိုမင်းတင်ကိုခရီးဥကြိုပြုတ်ရတာပေါ့ဗျာဒါသည်မင်းကလေးတွေကိုပုံပြောပြနေတာထင်တယ်ဟုတ်ပါဗျာပုံလဲပြောပြရသေးတယ်နန်းယူလည်းမပြတ်ထည့်ရသေးတယ်ဗျပဲကြီးလော်နဲ့ထညက်လည်းကျွေးရသေးတယ်လေအကျန်းကလည်းလက်ဖက်ချောက်ခိုက်ရတာနှစ်ဦးရှိပြီကိုမင်းတင်ရေဟာဟာဟာလာဗျာဒီဖက်ကိုမင်းတင်ကကျုပ်ဘေးမှာဝင်ထိုင်တယ်ဗျဒီညတော်တော်အေးပါလားကွတစ်ချက်တုံအောင်သွားတယ်ဟုတ်ပါကိုမင်းတင်ရဒီညအေးချက်ကတော့လွန်ရောဗျာညနေ3နာရီလောက်ကလေးကစိတ်နေတာဗျကဲခဏနေအောင်ဗျာကျုပ်အိမ်ပေါ်တက်ပြီးလက်ဖက်ကလေးပါလေးယူချေအောင်မယ်ဟာနေပါကွာတာတီယာငါအခုပဲတွေးလေးတို့အိမ်ကထမင်းစားပြီးထားလာတာကွဟာမဟုတ်သေးပါဘူးဗျာလက်ဖက်ကလေးတော့စားပါအောင်ဗျမကြပါဘူးကိုကြီးမင်းတင်ရကျုပ်ကလည်းပြပြတလဲအိမ်ပေါ်တက်လာခဲ့တယ်ကျုပ်အိမ်ပေါ်တက်ခါနီးမှာကိုကြီးတာတီကျုပ်တို့ရင်တွေကိုထက်ချူထားရမလားမြက်ပြူးကလူအလိုက်ကိုလွတ်တိတဲ့ကလေးဗျဟာကောင်းတာဗောမြက်ပြူးရစင်းအိုးအဖုံးပေါ်မှာရေမုတ်ရှိတယ်တိတယ်ကိုကြီးတာတီမီးလုံနေတဲ့နေရာဘေးမှာတင်ကျုပ်ကဖူခနောက်ဆိုင်ပြီးရင်တွေးဦးကျူတာဗျကျုပ်အိမ်ပေါ်ကပြန်ဆင်းလာတော့လက်ထဲမှာလက်ဖက်အိပ်ရောငကားစေးပေါ်လိုက်3လက်ရောယူလာတယ်မြက်ပြူးရဲ့ရင်တွေးဦးကလည်းမီးဖို့ပေါ်ရောက်နေပြီဗျစင်ပေါက်ကထင်းချောင်းတွေထိုးပြီးမီးမုတ်ပေးနေလေရဲ့ကဲလက်ဖက်ကလေးစားအကျန်းဖူဖူကလေးတောက်ဗျာကျုပ်ခတ်ထားတဲ့လက်ဖက်ချောက်ကလွတ်ကောင်းတာဗျဟိုတလောကမှာကျုပ်ဆရာဆိုင်းနှွန်ဖားရောက်လာလို့ဆရာတော်လူဖို့ရောကျုပ်တောက်ဖို့ရောလက်ဖက်ချောက်တွေယူလာတာဗျဇော်ဝါးနှခမ်းဝဲအစ်စ်ပဲကိုမင်းတင်ရေကဲတောက်ဗျာပြောရအောင်မယ်ဗျကိုမင်းတင်ဆိုတာကငွေတွင်းကုန်းသားဗျ
ကိုမင်းတင်တို့မှာညီအကိုနှစ်ယောက်ပဲရှိတာကိုမင်းတင်ကအငယ်သူ့အကိုကကိုမင်းလွင်တယ်ဗျညီအကိုနှစ်ယောက်စလုံးကအိမ်ထောင်မရှိကြဘူးသူတို့မိဘတွေကသူတို့ခက်ငယ်ငယ်မှတင်ဆုံးသွားတယ်ဆိုပဲဒါပေမဲ့သူတို့အဖိုးဦးအိုဆိုတာကလူချမ်းသာဗျယာတွေရောထန်းတော်တွေရောပိုင်တယ်သူတို့ညီအကိုကိုသူ့အဖိုးကပဲမွေးခဲ့တာဗျသူတို့ရွာမှာဘိုးအိုဆောက်ထားတဲ့ကျောင်းတွေဘိုးအိုတည်ထားတဲ့ဖျားဘိုးအိုလူထားတဲ့ရည်တွင်းဆိုတာနေရာအနှံ့ပါပဲဗျာတနေ့တစ်ခါရွာထဲကကလေးတွေကိုရှင်ပြုပြီးအရွယ်ရောက်တဲ့သူတွေကိုပဇင်းတက်ပေးသေးတာဗျအဲ့ဒါကိုနှစ်သိန်းလောက်တာတနေ့တောင်ပြတ်မသွားဘူးငွေတွင်းကုန်းကဘိုးအိုအလူဆိုရင်မသွားဘူးတဲ့လူမစားဘူးတဲ့လူဆိုတာကျုပ်တို့ရွာတွေမှာမရှိတလောက်ပဲဗျဘိုးအိုကအားကြီးစေတနာတရားတရားကောင်းတဲ့အဖိုးကြီးဗျသူ့ရွာထဲမှာအစင်မပြေတဲ့လူတွေကိုဘိုးအိုကအမြဲတမ်းကြည့်တာသူတို့ရွာမှာဆိုဘိုးအိုကျေးဇူးကင်းတဲ့လူသိမ့်မရှိပါဘူးဗျာဒါပေမဲ့အဖိုးကြီးကမရှိတော့ဘူးဗျမနစ်ကပဲဆုံးသွားတာကိုမင်းနေတို့ညီအကိုပဲကြံခဲ့တာလေကိုမင်းနေကလက်ဖက်တစုံခတ်စားပြီးအကျန်းကိုဖူးကနေမှုတ်ပြီးတော့တောက်လိုက်တယ်ဗျအေးမင်းပြောတာဟုတ်တာကွာတာတီရလက်ဖက်6ကတော်တော်ကောင်းတာပဲဟုတ်တယ်ကိုမင်းတင်ရဲ့ဒါနဲ့ကိုမင်းတင်ညကြီးဘဲကရောက်လာတာတော့ကြုံမိတာကိုကိုမင်းတင်ကခေါင်းငိမ့်ပြတယ်အေးအမှန်တိုင်းပြောရရင်တော့ငါမင်းစီကိုလာတာပဲတာတီရဒါပေမဲ့မင်းတို့ရွာမှာငါတွေလီမပူကြီးတို့လည်းရှိတာဆိုတော့တွေးလေးတို့စီလာတာလို့ပဲပြောရတာပေါ့ကွာမင်းစီကိုတော့လမ်းကြုံဝင်လေတယ်လို့ပဲပြောရတာပေါ့တကယ်တော့ငါမင်းကိုပြောစရာတွေအများကြီးရှိလို့လာခဲ့တာကွာဩဒီလိုလားဒါဆိုရင်ကလေးတွေကိုပြန်လွှတ်လိုက်အောင်မယ်ဗျာဟာနေပါစီကွာကလေးတွေငါကြောင့်ပြန်နေရတာမကောင်းပါဘူးရပါတယ်ကိုမင်းတင်ကဒီကောင်တွေကကျုပ်သူလေးတွေလိုဖြစ်နေတာပါဗျကိုမင်းတင်ကိုပြောရင်ကျုပ်မျက်ပြူးတို့လမ်းကြည့်လိုက်တယ်ကျုပ်အရေးချီကိုကြည့်နေတယ်မျက်ပြူးကချက်ချင်းတဘောပေါက်တယ်ဗျဒီကောင်ကလွတ်အကင်းပါတဲ့ကောင်ဘာလဲကိုကြီးသားတီအကျန်းကုန်သွားပြီလားရင်နွေးဦးကစူနေပြီဗျကိုကြီးသားတီတို့အိုးထဲကိုရင်နွေးဖြည့်ပေးပြီးရင်ကျုပ်တို့လည်းပြန်တော့မလို့ပဲဗျအဲ့ဒါလားကြည်တော်ပြူကျုပ်တောင်ဘာမှမပြောရသေးဘူးဒီကောင်မျက်ပြူးကကြူပြောနေတာအေးကိုကြီးသားတီလည်းဧည့်သည်နဲ့စကားပြောလိုက်အောင်မယ်ရင်နွေးကအခုမလို့သေးပါဘူးလူမပဲကိုကြီးသားတီဖြည့်လိုက်မယ်လေဟုတ်ကဲ့ကိုကြီးသားတီဒါဆိုကျုပ်တို့သွားအောင်မယ်ဗျတောင်ပိုင်းကအာကျဲတို့ဝိုင်းကိုခဏသွားလိုက်အောင်မယ်မျက်ပြူးကသူ့ကောင်တွေကိုခေါ်ပြီးထပြန်သွားတယ်ဒီတော့မှကိုမင်းတင်ကစကားစားတော့တာဗျို့သူပြောမဲ့ကိစ္စကလူမသိစေချင်တဲ့ကိစ္စဆိုတာကျုပ်သိတာပေါ့ဗျာဒါကြောင့်လေသူကကျုပ်စီကိုညဖက်လာတာပေါ့လေအေးကွာမင်းကငါဘယ်ကစပြောရမလဲစဉ်းစားနေတာကွာတာတီရကျုပ်ကငကားစီပေါ်လိတ်ကလေးတစ်လိုက်ကိုမီးညှိပြီးကိုမင်းတင်ကိုလမ်းပေးလိုက်တယ်ကိုမင်းတင်ကလည်းစီပေါ်လိတ်ကလေးကိုယူပြီးဖွာတယ်ဗျစီလိတ်ကို2ဖွာ3ဖွာလောက်ဖွာပြီးတော့တစ်ချက်ရှိုက်လိုက်တယ်ပြီးမှစကားဆတယ်ဗျတို့အဖိုးဘိုးအိုကိုမင်းတီးတယ်မို့လားတာတီဟာတီးတာဗောကိုမင်းတင်ရဲ့ဘိုးအိုဆုံးတော့တောင်ကျုပ်လာပို့သေးတယ်လေဗျာအေးပါကွာငါကစကားဆပြိုးတာပါဘိုးအိုဆုံးတာတနစ်ကြော်ပြီလေကွာဟုတ်တယ်လေကိုမင်းတင်အေးဘိုးအိုဆုံးသွားတော့ငါတို့ညီအကို2ယောက်အတွက်ပစ္စည်းဥစ္စာတော်တော်ကိုကြံခဲ့တာကွာဟာကြံပါဗောဗျာဘိုးအိုကလူချမ်းသာပဲငါပြောချင်တာအဲ့ဒီလိုမဟုတ်ဘူးကွာတာတီရငါတို့ခံမန်းတာတဲ့အစပေါင်းများစွာကွာနေတာသူတစ်တာကိုငါတို့ညီအကို2ယောက်ဖွင့်ကြည့်တော့ရွှေတွေယတနာတွေဆိုတာနင်းနင်းနှုံမဟုတ်ဘူးကွာငါအကိုကတော့ဘိုးအိုကသူ့မိဘတွေစီက2မွေခံ3မွေခံရထားလို့ဖြစ်မယ်လို့တွေးတာပေါ့ကွာအင်းကိုမင်းလင်တွေးတာလဲဟုတ်မှာပေါ့ဗျာဘယ်ကဟုတ်ရမှာလဲကွာဘိုးအိုမတည်ခင်2လလောက်အလိုမှာငါ့ကိုခေါ်ပြီးတော့2ယောက်ချင်းပြောခဲ့လို့ငါအကုန်တိထားတာကွာဒါပေမဲ့ဒီအကြောင်းကိုငါစိတ်ထဲမှာပဲတင်ထားတာကွာဟင်ဒါဆိုရင်ဘိုးအိုကြံခဲ့တဲ့စိန်တွေရွှေတွေက2မွေခံ3မွေခံပိုင်ဆိုင်ခဲ့တာမဟုတ်ဘူးလားမဟုတ်ဘူးကွာဘိုးအိုတို့မိဘတွေကဆင်းရဲကြတယ်ဘာအမွေမှဘိုးအိုမရခဲ့ဘူးကွာငါ့ကိုအားလုံးပြောပြတာဘိုးအိုငယ်ငယ်ကတော်တော်ဆင်းရဲတာဆိုပဲတာတီရတောထဲတောင်ထဲမှာထင်းခုတ်ရောင်းရတာတဲ့ကွာဟင်ဟုတ်လားဒါဆိုရင်ဒီပစ္စည်းတွေကအေးအဲ့ဒီအကြောင်းသိတာငါပဲရှိတာကွာငါကလည်းဒီအကြောင်းကိုငါ့အကိုမင်းလွင်ကိုတော့ငါမပြောပြဘူးမင်းကိုပြောရတာကလည်းအကြောင်းရှိလို့ကွာတာတီရကိုမင်းနေရေကျုပ်ဖြင့်ဘိုးအိုအကြောင်းကိုတော်တော်လေးစိတ်ဝင်စားသွားပြီဗျို့အေးငါအားလုံးကိုပြောပြမယ်တာတီကိုမင်းတင်တဲ့စကားပြောရင်ကျုပ်က
မီးဖိုတွေကိုမီးမတင်အောင်နန်းရိုးတွေကိုထပ်ထည့်လိုက်တယ်။အော်နေပါအောင်ကိုမင်းတင်ရဲ့ကျုပ်တခုမေးရအောင်မယ်။ဘိုးဦးမှာသားသမီးပဲ2ယောက်ရှိတာတော့ဗျ။3ယောက်လေးကွာ။ငါတို့ဘာကြီးဖူးတောင်းရဲ့ငါတို့အဖေဖူးကောင်းရဲ့ငါတို့တွေလေးမပူကြည့်ရဲ့လေးကွာ။တွေလေးကမင်းတို့ရွာမှာနေတာလေ။ဒီတော့ဘိုးဦးဆုံးတဲ့အခါသူတို့ကိုရောအမွေခွဲမပေးဘူးလားဗျ။ဟာဘိုးဦးမတီခင်ကလေးကအားလုံးကိုပေးပြီးတာကွာ။ဘာကြီးဖူးတောင်းတို့မောင်နှမ2ယောက်ကိုရွှေတွေပေးလိုက်တာဘယ်လောက်မှန်းတော့မသိဘူးတိတ်တော့နဲမှာမဟုတ်ဘူးကွငါတို့ညီအကိုကိုတော့ရွာကအိမ်ကြီးရဲ့ထန်းတော်တွေရဲ့ယားတွေရဲ့ပေးတာပေါ့ကွာဘာကြီးဖိုးတောင်းတို့တွေးလေးပူကြီးတို့ကလည်းလူချမ်းသားတွေပဲလေတာတီးရကြည်နဲ့ကြတာပေါ့ဒါနဲ့ဘိုးအိုတစ်တာထဲမှာတွေ့တဲ့ရွှေတွေယတနာတွေကိုခွဲမပေးတော့ဘူးလားလို့မိတာဗျအေးရှင်းရှင်းပြောရရင်အဲ့ဒီတစ်တာနဲ့ဟောဒီပစ္စည်းကငါ့ကိုပေးခဲ့တာကွာတာတီးရဟင်ဘာပစ္စည်းတော့ကိုမင်းတင်ဒီတော့မှကိုမင်းတင်ကသူ့ပေါင်အောက်မှာဖိထိုင်ထားတဲ့ပစိုးနဲ့ပတ်ထားတဲ့ခက်ပြပြအထုပ်ကလေးတစ်ထုပ်ကိုထုတ်ပြတယ်ဗျကျုပ်စိတ်ထဲမှာစာအုပ်ထူထူကြီးတစ်အုပ်ကိုပစိုးနဲ့ပတ်ထားတာလို့ထင်သွားတာပေါ့ကိုမင်းတင်ဝင်လာတော့ကအဲ့ဒီအထုပ်ကလေးပါလာတာကိုကျုပ်တတိမထားမိလိုက်ဘူးဗျဒါကဘာတော့ကိုမင်းတင်ကျုပ်ကဆက်ဆုလိုက်တာပေါ့ဗျာကိုမင်းတင်ကခေါင်းလေးညိတ်ပြီးသူ့လက်ထဲကစာအုပ်လိုခက်ပြပြအထုပ်ရဲ့ပတ်ထားတဲ့ပစိုးကလေးကိုဖြည့်တယ်ဗျပစိုးစားကိုဖယ်လိုက်တော့အထဲကထွက်လာတဲ့တစ်သားပြပြလေးတစ်ခုဗျစာအုပ်တူတူတအုပ်အရွယ်လောက်ရှိတယ်ကျွန်းတစ်သားကလေးဗျပေါ်လေးတွေပါတွေအကြအနာတုတ်ထားတာအတွင်းမှာဘာပစ္စည်းရှိမှန်းမသိပေမဲ့အဲ့ဒီပစ္စည်းကိုပိုင်တဲ့ပိုင်ရှင်ကတော်တော်ကိုမျက်နှိုးတဲ့ပုံပဲဗျအော်တစ်သားကလေးပဲတော့ခလောက်ကလေးလည်းခတ်ထားတာကိုကျုပ်ကပြောလိုက်တယ်ကိုမင်းနေကသူ့အိတ်ထဲကတောတန်ကလေးကိုနိုင်ယူပြီးတော့ခလောက်ကိုဖွင့်တယ်ထောက်တစ်ချက်ပါပဲတော့ပွင့်သွားတယ်ကိုမင်းတင်တစ်တာအဖုံဖွင့်လိုက်တော့ဟာဒါပါတော့ဗျကျုပ်ဖြင့်အံ့ဩလွန်းလို့ဗဇက်ဟောင်းလောင်းကြီးဖြစ်သွားတယ်ဗျလူမျက်နှာပုံမျက်လုံးပေါက်နှာခေါင်းပေါက်ဗဇက်ပေါက်တွေအားလုံးပါတယ်တွေ့လားတာသည်ဘိုးဦးပြီးခဲ့တယ်ပစ္စည်းလေးတွေ့တယ်ကိုမင်းတင်အဲ့ဒါကိုကြုတ်ကြည့်နေတာဗျမျက်နှာဖုံလားလို့လူခေါင်းခွန်ကွာလူခေါင်းခွန်ကိုမျက်နှာဖက်ကနေတန်ဖြက်လွှားနဲ့လွှာထားတာတာသည်အော်ဟုတ်တာပဲဗျဒါနဲ့ဒါကြီးကဘာလုပ်တာတော့ဒါကိုစောရဥခေါင်းလို့ခေါ်တယ်ကွဒီလူကစောရနှက်ခတ်နဲ့မွေးလာတဲ့လူဆိုပဲမခိုးရရင်နေကိုမနေနိုင်တာတဲ့ဒီလူခိုးမှန်းသိပေမဲ့တခါမှမိတာမဟုတ်ဘူးဆိုပဲကွအိမ်ခေါင်မြင့်ကြီးပေါ်ကနေမြေကြီးပေါ်ခုန်ချတာတော့ဘာမှမဖြစ်ဘူးဆိုပဲဟင်ဒါဆိုရင်စွမ်းလဲစွမ်းနေတာထင်တယ်တေးချတာပေါ့ကွာဒီလူရဲ့အဖိုးကဆရာကြီးတယောက်တယ်ကွအင်းဖက်စီဖက်မှာအာကြီးစွမ်းတာဆိုပဲသူမြေးကစောရနှက်ခတ်မှန်းသိတော့အန်ဒရယ်ကင်းအောင်ဆိုပြီးတော့ကြောင်ဆေးထိုးပေးလိုက်တာတဲ့ကွငပြောရွက်ပေါ်မှာတော့အိတ်နေတာဆိုပဲအိုးတော်တော်စွမ်းတဲ့တခုဖြစ်သွားတာပဲကိုအေးဘောတာတီရအင်းဝခေတ်ကတခိုးကြီးငတက်ပြားလို့ဖြစ်မှာပေါ့ကွာဆက်ပါအောင်ကိုမင်းနေရဲ့ကျုပ်ဖြင့်စိတ်ဝင်စားလိုက်တာဗျာအေးဂျပန်ခေတ်ရောက်တော့အခိုးခံရတဲ့လူတွေကမကြေနဲ့ကြဘူးဆိုပြီးဂျပန်ကိုတိုင်တာပေါ့ကွာဒီမှာတင်ဂျပန်ကဒီလူကိုရအောင်ဖမ်းပြီးတော့ခေါင်းဖြတ်တက်လိုက်တာတဲ့ဟေးဒီလူအကြောင်းကိုဘိုးအိုကဆရာကြီးတယောက်ကိုပြောပြမိတာတဲ့ကွအဲ့ဒီမှာတင်အဲ့ဒီဆရာကြီးကမောင်ဦးမင်းတော့ကြီးပွားပြီကွအဲ့ဒီစောရကြီးမြုပ်တဲ့နေရာတိလားလို့မေးတာတဲ့ကွငါတို့အဖိုးကလည်းတိနေတော့တိတာပေါ့ဆရာကြီးရဲ့ဒီလူကိုကျုပ်ကိုယ်တိုင်မြုပ်ခဲ့တာပဲလို့ပြောတာတဲ့ကွဟင်ဘိုးအိုကဂျပန်တွေနဲ့ပတ်သက်နေလို့လားဘိုးအိုကဂျပန်ချွေးသက်ဆွဲခံထားရတာတဲ့ကွအဲ့ဒါနဲ့ဂျပန်ကသူတို့ကိုဒီတခိုးယူသွားပြီးတော့ကျင်းနဲ့တူးမြုပ်ပစ်လိုက်လို့ပြောတာတဲ့ကွဩဒါကြောင့်ဘိုးအိုကစောရကြီးမြုပ်တဲ့နေရာကိုအတိအကျသိနေတာကိုဘိုးအိုကဂျပန်ခေတ်ကသူတို့မြုပ်ခဲ့တဲ့တခိုးကြီးအလောင်းကိုပြန်ဖော်တာပေါ့ကွာမားစရာမရှိဘူးတဲ့ကွသူတို့မြုပ်ကလေးကခေါင်းပြက်ကြီးဆိုတော့မက်မိတာပေါ့ကွဒီမှာတင်ဘိုးအိုကစောရကြီးရဲ့ခေါင်းကုံကိုယူပြီးဆရာကြီးကိုသွားပေးတယ်ဆိုပဲအဲ့ဒီဆရာကြီးကခေါင်းကုံကိုတန်ဖြတ်လွှားနဲ့မျက်နာကလေးတင်လွှာထုတ်လိုက်တာတဲ့ကွပြီးတော့ကတော့ပွဲတွေထိုးပြီးကားထားတွေစုပ်တာ9ရက်တီးတီးဆိုပဲကွနောက်ဆုံးတော့စောရကြီးရဲ့ဝိညာဉ်ပြန်ရောက်လာတယ်ဆိုပဲအဲ့ဒီဆရာကြီးကဘိုးအိုကိုကားထားနှစ်ပုတ်တင်ပေးတယ်တဲ့ကွဟင်ကားထားဟုတ်လားဘယ်လိုကားထားတွေတော့ဗျတပုတ်ကစောရကြီးကိုခေါ်တဲ့ကားထားတယ်ကွတပုတ်ကတော့စောရကြီးကိုနင်တဲ့ကားထားလို့ပြောတယ်။အော်ကိစ္စရှိရင်အခေါ်ကားထားရွတ်
ကိစ္စပြီးရင်အနင်္ဂါထာရွတ်အဲ့ဒီလိုဖြစ်မှာပေါ့ဟုတ်လားအေးဟုတ်တယ်သားတီအဲ့ဒီဂါထာတွေကိုဒီတစ်တာထဲမှာစာရွက်နဲ့ရေးထည့်ထားတယ်ကွာဒါနဲ့နေပါဦးကိုမင်းတင်ရဲ့ဒါကိုဘာအတွက်သုံးကြတာတော့ဒီလိုကွာသားတီကမင်းမငွေလိုတယ်ဆိုရင်စောရကြီးရဲ့ဝိညာဉ်ကိုဂါထာရွတ်ခေါ်လိုက်လေမင်းသားမှာအရေးလိုမဲမဲကြီးပေါ်လာလိုက်မယ်သူ့ကိုမင်းမဲတွေ့ရမှာနော်ကျန်တဲ့လူတွေကလုံးဝမတွေ့ရအောင်အဲ့ဒီအချိန်မှာမင်းကစောရကြီးရေကျုံငွေလိုနေတယ်လို့ပဲပြောလိုက်အဲ့ဒီဝိညာဉ်လိုမဲမဲအရေးကြီးကရှေ့ကထွက်သွားလိုက်မယ်မင်းကပစ္စည်းထဲဖို့အိတ်လွယ်ပြီးသူ့နောက်ကလိုက်ပြီးတော့အဲ့ဒီအချိန်ကစပြီးမင်းကိုဘယ်သူမှမမြင်တော့ဘူးကွဟင်ဘာဖြစ်လို့တော့ကိုမင်းတင်ဟာမင်းကိုပြောင်းနေလို့ပေါ့ကွာတာတီရဗျာကိုပြောင်းနေတယ်ဟုတ်လားစွမ်းလာကြည်လားကိုမင်းတင်ရဲ့အေးမင်းသူ့နောက်ကရေးလိုက်သွားနာယူဝဲတနိုင်လောက်သွားပြီးရင်ဘယ်နေရာဘယ်ဒေသမမသိတဲ့နေရာကိုမင်းရောက်သွားလိုက်မယ်ဟာဟုတ်လားအင်မတန်ကြီးတဲ့မြို့ကြီးတွေရွာကြီးတွေကိုမင်းရောက်သွားလိုက်မယ်ပြီးရင်ဝိညာဉ်အရေးကြီးကအိမ်ကြီးတဲ့အိမ်ထဲကိုဝင်သွားလိုက်မယ်ကွမင်းလည်းလိုက်ဝင်သွားဘာမှမကြောက်နဲ့မင်းကကိုပြောင်းနေမှလေခြံတကားအိမ်တကားအခန်းတကားမိခန်တစ်တာတန်တစ်တာအားလုံးတကားတွေအကုန်ပွင့်နေလိမ့်မယ်တအိမ်လုံးလည်းလူရောခွေရောကြောင်ရောဘာကောင်းမှမကြံအောင်အိမ်မောကျနေလိမ့်မယ်တွေးတဲ့ပစ္စည်းတွေကိုစိတ်သိမ်းကြရွေးပြီးမင်းကျိတ်တလောက်ယူပြီးတော့ပြီးရင်စောရကြီးရဲ့ဝိညာဉ်ကမင်းကိုပြန်ခေါ်လာလိမ့်မယ်ကွဟင်ကျုံရွာကိုရောပြန်ရောက်ပါမလားဗျမပူပါနဲ့တာတီယာနာယူဝဲတနာရဲ့အတွင်းမှာပဲမင်းအိမ်အထိကိုပြန်ရောက်လာမှာပါကွဒါပေမဲ့မင်းရောက်သွားတာကဘယ်မြို့ပဲရွာလဲဆိုတာတော့မင်းဘယ်လို့မှမသိနိုင်ဘူးတဲ့ကွဒါနဲ့ဒီခေါင်းခုံကိုမျက်နှာမှာဆွတ်သွားရမှာလားကိုမင်းတင်မဟုတ်ဘူးကွစောရခေါ်တဲ့ကာထာမရွတ်ခင်မင်းရဲ့ချက်မှာအုပ်ပြီးကျိုးနဲ့ချီထားရမှာပြီးရင်အပေါ်ကအင်ဂျီဖုံထားရမှာပေါ့ကွာပြီးမှကာထာကိုရွတ်ရမှာဩဒီလိုလားမင်းအိမ်ပြန်ရောက်လာတာနဲ့စောရနေတဲ့ကာထာကိုရွတ်လိုက်ပြီးတော့အရေးမဲမဲကြီးကချက်ချင်းကိုပျောက်သွားလိုက်မယ်ကွဟင်အဲ့ဒီစောရကြီးရဲ့ဝိညာဉ်ကိုဘာမှမကြွေးရမမွေးရဘူးလားဗျအေးမကြွေးရဘူးကွအဲ့ဒီဝိညာဉ်ကအဲ့ဒီလိုလုံနေရရင်ကိုလွတ်ပြော်နေတာဆိုပဲဩဖြစ်မှဖြစ်ရလိဗျာဒီလိုကွာမျိုးရောက်နေတာတော့မှသူ့ရဲ့ဝတ္တနာကိုမစွန့်လွတ်နိုင်သေးဘူးနော်အေးကွာတာတီယာထူးတော့တော်ထူးဆန်းတာနော်ဟာကိုမင်းတင်ရဲ့ထူးဆန်းပါပြီလားဗျာကျုပ်တော့ဒါမျိုးကိုတခါမှမကြားဘူးဗျဩဒါနဲ့ဘိုးအိုတစ်တာကြီးထဲကရွှေတွေစိန်တွေကကျုပ်ပြောမလို့လှုပ်ပြီးမှကိုမင်းတင်ကိုအားနာတာနဲ့စကားရက်ပြစ်လိုက်ရတာပေါ့ဗျာဒါပေမဲ့ကိုမင်းတင်ကပွင့်ပွင့်လင်းလင်းတမားဗျဟုတ်တာပေါ့တာတီယာစောရဥခေါင်းကိုသုံးပြီးဘိုးအိုရှာထားခဲ့တဲ့ပစ္စည်းတွေပေါ့ငါတို့ကပိုင်ရှင်ကိုပြန်ပေးချင်တာတော့မှဘယ်မှာသွားပေးရမှာတော့ဘိုးအိုကိုယ်တိုင်တော့မှသူရောက်သွားတဲ့နေရာတွေကဘယ်နေရာမှမသိဘူးဆိုပဲအင်းဒါတော့လဲဟုတ်တာပဲလေဒါနဲ့ဒီစောရဥခေါင်းကြီးကျုပ်စီကိုယူလာပြီးပြတာကဘာအတွက်တော့ကိုမင်းတင်ရဲ့ကျုပ်ကနားမလေတာနဲ့ပဲပွင့်ပွင့်လင်းလင်းမေးလိုက်တယ်ဗျကိုမင်းတင်ကကျုပ်မေးတာကိုချက်ချင်းမဖြေပဲလက်ဖက်ကလေးစားပြီးရင်နွေးတောက်နေတယ်ပြီးတော့ငကားစီးပေါ်လိုက်ကလေးကိုဖွာနေပြန်ရောပြူကျုပ်လည်းကိုမင်းနေယူလာပေးတဲ့စောရဥခေါင်းဆိုတာကိုတော်တော်စိတ်ဝင်စားသွားတာဗျဒါပေမဲ့သူ့ဟာကတော်တော်တော့ကြောက်ဖို့ကောင်းတယ်ဗျကိုမင်းနေကဆေးလိုက်ဖွာပြီးတော့မှကျုပ်ကိုပြောတယ်ဒီလိုသားသေးငါ့ကိုမင်းလွင်နဲ့ငါနဲ့တိုင်ပင်ကြတယ်ဒီကဘိုးအိုရဲ့အိမ်ကြီးရောယာတွေရောထန်းတွေရောပါကြီးဖိုးတောင်းနဲ့ဒွေးလေးပူကြီးတို့ကိုအပြေးပေးခဲ့မလို့ပြီးရင်ငါတို့ညီအကိုနှစ်ယောက်မန္တလေးကိုပြောင်းပြီးတော့ပွဲရုံလုပ်ငန်းလုပ်ကြတော့မှာငါအခုလာတာဒွေးလေးပူကြီးကိုလာခေါ်တာမနေ့ပြန်ဆိုရင်ပါကြီးဖိုးတောင်းရဲ့ဒွေးလေးပူကြီးရဲ့ငါတို့ညီအကိုနှစ်ယောက်ရဲ့မျက်နှာစုံကြီးတွေ့ပြီးတော့သူတို့ကိုအပြေးလွဲပေးကြတော့မှာကွဒါနဲ့ဒီစောရဥခေါင်းကြီးကကိုမင်းနေယူသွားမှာလားဟာမယူပါဘူးတာတီယာဒီအကြောင်းတွေငါတယောက်ပဲသိတာကွကိုမင်းလွင်အောင်သိတာမဟုတ်ဘူးငါအခုမင်းစီကိုလာတာကဒီစောရဥခေါင်းကိစ္စပဲဗျာကျုပ်ကမလုပ်ရမှာလဲကိုမင်းတင်ငါဒါကြီးကိုသုံးဖို့နီတတယူတော်မထားဝံ့ဘူးကွဘိုးအိုပေးခဲ့လို့တာယူထားရတာကြက်တီးတဖြန်းဖြန်းထားနေတာကွတာတီယာမင်းကဒါမျိုးတွေစိတ်ဝင်စားတယ်ဆိုတာငါသိတယ်လေဒါကြောင့်မင်းကိုငါလာပေးတာဟာကျုပ်ကိုပေးမှာဟုတ်လားကိုမင်းတင်အေးလီကွာမင်းယူထားလိုက်ပါမင်းသုံးချင်လဲသုံးပေါ့မသုံးချင်လဲတိန်ထားပေါ့ကွာဒါမှမဟုတ်အပြည့်ဖြက်စီးချင်လဲဖြက်စီးပြစ်ပါကွဗျာဖြက်စီးလို့ရတယ်ဟုတ်လားအေးဟုတ်တယ်သားတီဘ
ဘိုးအိုငါကိုပြောတော့ကအဲ့ဒီအထိပြောခဲ့တာဦးခေါင်းခွန်ကိုရွာပြင်ထွက်ပြီးတင်းကျိန်းမှာမီးရှို့ပြရမယ်ဦးခေါင်းခွန်ကြီးမီးလောင်နေတဲ့အချိန်မှာစောရကြီးကိုခေါ်တဲ့ကထားရွတ်သူရောက်လာလိမ့်မယ်ကွမင်းကသူ့ကိုသွားလို့ရသွားဖို့ခွင့်ပြုတဲ့အကြောင်းပြောလိုက်ပေါ့ကွာပြီးရင်သူ့ကိုနေတဲ့ကထားကို28ခေါက်ရွတ်ရမယ်ဒါဆိုရင်တော့သူလွတ်သွားရောတယ်ကွကဲဘယ်လိုလဲမင်းယူထားမယ်မို့လားငါတခြားသူတွေလက်ထဲတော့မပေးချင်ပါဘူးကွာမင်းကအတွေ့အကြုံများတဲ့သူဆိုတော့လှုပ်တဲ့မလှုပ်တဲ့တာမင်းပါလာချင်းချင်းပြီးကြီးလို့ပေါ့ကွာကိုမင်းနေကသူ့အဖိုးဘိုးအိုတသက်လုံးလျှို့ဝှက်ထားတဲ့ကိစ္စကိုတခုမှကြံကြုတ်ကိုပြောပြပြီးစောရဥခေါင်းလို့ခေါ်တဲ့မော်အစီရင်ပစ္စည်းကိုတကယ်ပေးနေတယ်ဆိုတာကြုတ်သိလိုက်တယ်ဒီပစ္စည်းကတော်တော်ထူးဆန်းပြီးအဖိုးတန်မှန်ကြုတ်သိပါတယ်ဒါပေမဲ့ကြုတ်လေဒါကြီးကိုနည်းနည်းတော့ကြောက်တာဗျနောက်ဆုံးတော့ကြုတ်ဆုံးဖြတ်လိုက်တယ်ဒီလောက်ထူးဆန်းတဲ့ပစ္စည်းကိုကြုတ်ယူထားလိုက်မယ်ပေါ့ဗျာကဲကိုမင်းတင်ခင်ဗျားအဖိုးဦးအိုရဲ့အင်မတန်ထူးဆန်းတဲ့ဆိုးရဥခေါင်းကြီးကိုကြုတ်ယူထားလိုက်ပါမယ်ဗျာအဲ့ဒီလိုလှုပ်စမ်းမှတာတီယာအခုမှပဲငါရင်ထဲကအလုံးကြီးကျသွားတော့တယ်ကဲရော့ကွာမင်းကိုအပီးအပ်လိုက်ပြီရော့တာတီဒီပစိုးလေးနဲ့ပတ်ထားအဲ့ဒါငါပစိုးလေးကွာအမတ်တရားပေါ့ကွာကိုမင်းလွင်ကအဲ့ဒီလိုပြောပြီးတော့သူ့အိတ်ကက်ထဲကိုနိုင်ပြီးတော့စမ်းနေတယ်ဗျရော့ဒါလေးလဲငါရဲ့အမတ်တရားလက်ဆောင်လို့တဘောထားပြီးယူလိုက်ပါကွာဟင်ဘာတော့ဗျကိုမင်းတင်ရဲ့အိုးရွှေရင်းကားပြားလေးပါလားကြောပြင်ပုံနဲ့ဗျယူပါကွာတာတီရငါတို့ညီအကိုကဒီတရက်နေ့ရဲ့အတွင်သွားကြတော့မှာကျုပ်ကိုမင်းတင်ပြီးတဲ့ရွှေရင်းကားပြားလေးကိုယူလိုက်တယ်အဲ့ဒီညကကိုမင်းတင်နဲ့ကျုံနဲ့စကားပြောနေလိုက်တာတကောင်လောက်ရှိတော့မှသူ့တွေလေးမပူကြည့်တို့အိမ်ကိုပြန်သွားတယ်ဗျကျုပ်ကတော့သူ့ပေးခဲ့တဲ့တင်းကားတစ်ပြားနဲ့စောရဥခေါင်းတစ်တာကလေးကိုလုံလုံချုံချုံသိမ်းရတာပေါ့ဗျာအဲ့ဒီညကအိမ်မက်ထဲမှာခေါင်းမပါတဲ့တရေကြီးတစ်ကောင်လိုက်တယ်လို့အိမ်မက်မဲလို့ကျုပ်ဖြင့်ပြေးလိုက်ရတာအိမ်မက်ထဲမှာဟောဟဲလိုက်နေရောဗျို့တပတ်လောက်ကြာတော့အကြီးပူကြီးကျုပ်ကိုလာပြောတယ်ကိုမင်းတင်တို့ညီအကိုမန္တလေးကိုပြောင်းသွားတဲ့အကြောင်းကျုပ်ကိုနှုတ်ဆက်သွားတဲ့အကြောင်းပေါ့ဗျာကျုပ်လည်းဒီလိုနဲ့နေလာလိုက်တာ3 လလောက်ကြာတော့မှစောရဥခေါင်းအကြောင်းကိုထိုင်ပြီးတွေးမိတော့တယ်ဒါကြီးကိုကျုပ်ဘာလုပ်ရမှာတော့ဒီအသိန်းသိမ်းထားရမလားဒါမှမဟုတ်ဖျက်ဆီးပစ်လိုက်ရမှာလားပေါ့ဒီလောက်ထူးဆန်းတဲ့ပစ္စည်းကိုဖျက်ဆီးပစ်ရမှာလေတော်တော်ကိုနှမျောဖို့ကောင်းတာဗျအဲ့ဒီညကဝိုင်းထဲမှာကျုပ်တယောက်တည်းဆေးလိပ်ဖွာရင်တွေးနေမိတယ်နောက်ဆုံးတော့ကျုပ်ဆုံးဖြတ်လိုက်တယ်ဗျသူတစ်ပါးပစ္စည်းကိုခိုးဝှက်ပြီးတော့ကျုပ်အသက်မရှင်ရှင်ဘူးဗျာနောက်ပြီးဂျပန်ကရဲရဲဆက်ဆက်ခေါင်းဖြတ်တက်ခဲ့တဲ့စောရကြီးကိုလည်းကျုပ်တနာတယ်သူ့ကိုလွတ်ရကြွရသွားစီချင်တယ်ဗျတကယ်လို့စောရကြီးကအကုတို့ကြီးလို့မကြွလွတ်နိုင်သေးရင်တော့သူ့ဘဝမှာနောက်ထပ်အကုတို့ထပ်မပိုးစီချင်တော့ဘူးဗျာဒါကကျုပ်ရဲ့ပဂတိစေတနာပါဗျဒီတော့စောရဥခေါင်းလို့ခေါ်တဲ့မော်အစီရင်ကြီးကိုကျုပ်ဖြက်စီးပြစ်မယ်လို့ဆုံးဖြတ်လိုက်တယ်ဒါပေမဲ့ကျုပ်ကသားသေးလေးဗျာဆက်စုကြည့်ချင်တဲ့ကျုပ်ရဲ့ဝေဒနာကိုတော့မချိုးနိုင်ဘူးဗျစောရဥခေါင်းကြီးကိုမဖြက်စီးခင်မှာတခါတော့ကျုပ်စမ်းကြည့်ချင်တယ်ကိုမင်းတွေရဲ့အပြောလောက်နဲ့ကြည်နဲ့မနေပဲတကယ်ဟုတ်မဟုတ်ဆိုတာကိုကျုပ်ကိုယ်တိုင်ကြုံကြည့်ရှင်နေတယ်ဗျဆေးလိပ်တူကလေးကိုမြေပေါ်မှာထိုးချလိုက်တယ်စောင်းကုံတော့မှဆိုပေမဲ့အင်းနီသုံးပဲဗျအပားနဲ့အမေကလည်းစောစောအိပ်ယာဝင်သွားကြပြီကျုပ်အိမ်ပေါ်ကိုခြေတံမကြောက်အောင်တက်ခဲ့တယ်ပြီးတော့ကိုမင်းတင်ပေးခဲ့တဲ့တစ်တာပြားကလေးကိုဖွင့်ပြီးစောရဥခေါင်းထုတ်ယူလိုက်တယ်ဗျကျိုးတချောင်းရှာပြီးစောရဥခေါင်းကိုကျုပ်ချက်ပေါ်မှာအုပ်ပြီးတော့ကျိုးနဲ့ခြိလိုက်တယ်ကျုပ်ဝတ်နေကြအညာဖြင်ချမ်းအင်ကြီးဝါချင်းချင်းကလေးကိုအပေါ်ကထပ်ဝတ်လိုက်တာပေါ့ဗျာအပားနဲ့အမေမတိအောင်ခြေဖွနေပြီးဝိုင်းထဲကိုဆင်းလာခဲ့တယ်ဟိုရက်တွေကတည်းကတစ်တာကလေးထဲမှာကိုမင်းနေရေးထည့်ထားတဲ့အခေါ်ကာထာနဲ့အနင်ကာထာဆိုတာတွေကိုလည်းကျုပ်ကကြက်ထားပြီးတာဗျနှုတ်သက်ရနေပြီည7 နာရီလောက်တော့ရှိမယ်ဗျရွာထဲကလူသူလေးပါအရေးအခြေကိုကျုပ်တစ်ချက်ကြည့်လိုက်တယ်အားလုံးကတော့တိတ်ဆိတ်နေတာပဲဗျတရွာလုံးလည်းအိတ်ကုန်ကြပြီဗျသူများအိတ်ပေမဲ့မအိတ်နိုင်တာကတော့အင်မတန်ဆက်စုချင်တဲ့တာတီတယောက်ပဲရှိမှာပေါ့ဗျာအခေါ်ကားတာကိုကျုပ်ရွတ်လိုက်တယ်ဗျကိုမင်းတင်ပြောတာတော့9 အုပ်ရွတ်ရမှာဆိုပဲ9 အုပ်ဆိုတာ9 ခေါက်ကိုပြောတာဗျတအုပ်2 အုပ်3 အုပ်9 အုပ်ပြည့်သွားတယ်ဟာလာပြီဗျလာပြီကျုပ်ရှိမှရိတ်ခနဲ့ပေါ်လာတာဗျမဲမဲအရေးကြီးအရက်ကြီးက9 ပေလောက်တော့ရှိမယ်ကျုပ်ကကိုမင်းတင်မာခဲ့တဲ့အတိုင်းပြောရတာပေါ့ဗျာစောရကြီးကျုပ်တော့အတုံးအစာကြက်နေပြီဗျကျုပ်ကိုကြည့်လို့ပေးအောင်စောရကြီးရဲ့အရေးမဲမဲကြီးကဝိုင်းပေါဝါကိုခြာကနေလက်ထွက်သွားတယ်
ကျုပ်ကသူ့နောက်ကရှောက်လိုက်သွားတယ်ဗျကိုမင်းတင်ပြောတယ်လို့ဆိုရင်ကျုပ်ကူပြောင်းနေပြီထင်ပါတယ်ဒါပေမဲ့ကျုပ်ကူပြောင်းမပြောင်းဆိုတာကျုပ်ကဘယ်လို့မှမသိနိုင်ဘူးလေဗျာအရေးမဲကြီးကရှေ့ကသွားကျုပ်ကနောက်ကလိုက်ပေါ့ဗျာတနာရီလောက်တော့ရှိမယ်ဗျဟာရှိမှမြို့ကြီးတစ်မျိုးပါလားမိတွေမှာလင်းထိန်နေတာပဲပြို့ကျုံမြို့ထဲကိုရောက်နေပါရောလားဗျတေချာကြည့်လိုက်တော့ဒါကမန္တလေးဗျကျုံမန္တလေးကိုရောက်နေတာကျုပ်တို့ရွာနဲ့မန္တလေးကကားနဲ့လာရင်တော့၄နိုင်လောက်တော့အနည်းဆုံးမောင်းရတယ်အခုလမ်းလျှောက်လာတာတနာရီပဲကြာတယ်ဗျဟောစောရကြီးကလမ်းချိုးတစ်ခုတည်းဝင်သွားတယ်ဗျနှစ်ထပ်သိပ်ကြီးတစ်လုံးရဲ့ရှေ့မှာရပ်လိုက်တယ်မင်းကြီးနောင်ပွဲုံဆိုပါလားဗျစိမ့်မုတ်ကြီးကချိတ်ထားတယ်တိတ်ရှိမှလည်းကုံတယ်တဲ့လော်ရီကားကြီးတစ်စီးရက်လို့ဗျအလိုတိတ်တကားကြီးပွင့်ရသားကြီးပါလားစောရကြီးရဲ့ဝိညာဉ်မဲမဲကြီးကတိတ်ထဲဝင်သွားတယ်ကျုပ်လည်းလိုက်ဝင်လိုက်တယ်ဗျအိုးအိမ်ထဲမှာလူတွေအိတ်နေကြတာပဲအားလုံးကယောက်ျားတွေကြီးပဲဗျပွဲယုံကအလုတ်သမားတွေထင်တယ်ဟောင်းနေလိုက်ကြတာများဗျအရေးမဲကြီးကအိမ်ထဲဆက်ဝင်သွားတယ်ကျုပ်လည်းလိုက်ခဲ့လိုက်တယ်ဗျဟောအိတ်ခမ်းကြီးထဲကိုဝင်လာမျိုးအိတ်ခမ်းထဲမှာညအိတ်မီလုံးမိန်လေးထွန်းထားတယ်ဗျကတိနှလုံးပေါ်မှာလူတယောက်စီအိတ်နေတာဗျကျုပ်လည်းဇာချင်အောင်ပပကလေးထဲကအိတ်နေတဲ့လူတွေကိုတလဲစီကြီးလိုက်တယ်ဟာကျုပ်ရောင်အောင်မီတော့မလို့ဗျို့ကိုမင်းနေပါလားဟိုဘက်ကကနေပေါ်မှာအိတ်နေတာကကိုမင်းလွင်ဗျလက်စားတတ်တော့မင်းကြီးနောင်ပွဲယုံဆိုတာသူတို့ညီကိုနှစ်ယောက်ရဲ့ပွဲယုံကိုဖြစ်မဖြစ်ရလေဗျာနောက်ကိုကျုပ်လေးကြည့်လိုက်တော့အရေးမင်းမင်းကြီးကရက်နေတယ်သူ့ဘေးမှာကတော့တကားကြီးပွင့်နေတဲ့မိခန့်တစ်တာတစ်လုံးဗျအိုးအထဲမှာငွေတွေရောရွှေတွေရောစိန်တွေရောဗျို့ညအိမ်မီလုံးရောင်နဲ့တစ်ဖြက်ဖြက်ကိုလက်နေတာဗျဩဘိုးအိုပြီးခဲ့တယ်ဆိုတဲ့ယတနာတွေပါလားလို့ကျုပ်တွေးလိုက်မိတယ်အရေးမဲကြီးကကျုပ်ကိုကြည့်နေတဲ့ပုံပဲဗျကျုပ်ဓာတွေကိုမယူချင်ဘူးဒါပေမဲ့မယူရင်စောရကြီးကစိတ်ဆိုးပြီးတော့ကျုပ်ကိုတခုခုလှုပ်လိုက်မှလဲကြောက်တယ်ဗျဒီတော့ကျုပ်မိခန့်တစ်တာထဲကငွေဆက်ကူတရွက်ကိုယူလိုက်တယ်ပြီးတော့ရွှေတင်းကားပြားတစ်ပြားကိုမင်းတင်ကျုပ်ကိုပေးခဲ့တဲ့တင်းကားမျိုးပဲဗျကိုမင်းတင်တို့မိခန့်တစ်တာကိုကျုပ်ပြန်ပိတ်ပေးလိုက်တယ်ဒီတော့မှစောရကြီးရဲ့ဝိညာဉ်မဲမဲကြီးကကြည်နက်ပြီးတော့ရှေ့ကထွက်သွားတယ်ကျုပ်လည်းသူ့နောက်ကလိုက်ခဲ့ရောဗျို့မန္တလေးလမ်းတွေကိုဖျက်လျှောက်သွားတာတော့ကျုပ်သိလိုက်တယ်တိတ်မကြဘူးဗျကျုပ်တို့ရွာကိုပြန်ရောက်လာတယ်ကျုပ်တို့ဝိုင်းထဲရောက်တဲ့အထိစောရကြီးကပြန်ပို့တယ်ဗျကျုပ်လည်းသူ့ကိုပြန်ခိုင်းတဲ့အနင်ကားထားကိုရွတ်လိုက်တယ်ဟာပျောက်သွားပြီဗျချက်ချင်းကိုပျောက်သွားတာကျုပ်လည်းဗိမ္မာကတ်ထားတဲ့စောရဥခေါင်ကိုဖြုတ်ပစ်လိုက်တယ်ဝိုင်းထဲမှာကျုပ်တယောက်ထဲဗျကျုပ်ဖြင့်အော်ဒါရေပစ်လိုက်ချင်တော့တယ်ဗျို့စောရကြီးကကိုမင်းတင်တို့အိမ်ကိုဘာကြောင့်ခေါ်သွားတယ်ဆိုတာကျုပ်တွေးလို့မရဘူးဗျဒါပေမဲ့ကျုပ်ဖြင့်ရေချင်လိုက်တာဗျာဘိုးအိုတသက်လုံးစုထားတဲ့ပစ္စည်းတွေကျုပ်အကုန်ယူခဲ့ရင်တော့ရတာပေါ့ဗျာအဲ့လိုသာယူခဲ့ရင်ကိုမင်းတင်တို့ညီအကိုတွေထိုင်ငုံယုံပဲရှိတော့မှာပေါ့လေကျုပ်လည်းရေချင်စိတ်ကိုကြိတ်ထားလိုက်ပြီးအချိန်စိမ့်မနေပဲနဲ့ရွာပြင်ထွက်လာခဲ့တယ်စောရဥခေါင်းကတကယ်စွမ်းနေဆိုတာကျုပ်သိလိုက်ရပြီလေတော်ပြီဗောဗျစောရကြီးကိုကျုပ်လွတ်ပြီးဖို့အချိန်တန်ပြီလေထနောင်းကုန်းတင်ချင်းစီရဲ့နားမှာကျုပ်တိတ်ကိန်း6တွေကောက်ပြီးတော့စုပုံလိုက်တယ်ပြီးတော့မိခန့်နဲ့ခတ်ပြီးမိရှိုးလိုက်တယ်ဗျဟောမိတောက်တွေထားတော့ပြီးကျုပ်ယူလာတဲ့စောရဥခေါင်းကြီးကိုမိတောက်ထဲပစ်ထည့်လိုက်တယ်ပြီးတော့စောရကြီးရဲ့ဝိညာဉ်ကိုဂါထာရွတ်ပြီးခေါ်လိုက်တယ်ဗျရောက်လာပြီဗျို့ကျုပ်နဲ့နလန်လောက်မှာဘွားကနေပေါ်လာတာဗျမင်းမဲအရေးကြီးပဲအရက်ကြီးက9ပေ10ပေလောက်ရှိမယ်ထင်တယ်ကျုပ်ကိုကြည့်နေပုံပဲဗျစောရကြီးကျုပ်ပြောတာကိုတည်တည်ချာချာနားထောင်ပါတင်ဟာတည်ဆုံးပြီးတဲ့နောက်ဆရာတယောက်ရဲ့မော်အတန်နဲ့စီရင်လိုက်တဲ့အတွက်တင်ရဲ့ဝိညာဉ်ကလွတ်လွတ်လပ်လပ်တွာလာခွင့်မရဘဲနဲ့အနောင်အဖွဲခံနေရတယ်မောင်အိုဆိုတဲ့သူကတင့်ကိုခိုင်းစေခဲ့တာဖြစ်တယ်အခုတခါတင်ဟာကျုပ်လက်ထဲကိုရောက်ခဲ့ပြန်ပြီကျုပ်ကတင့်ကိုနောက်ဖွဲ့ပြီးခိုင်းစေမှာမဟုတ်ဘူးကျုပ်ကတင့်ကိုလွတ်ပေးမှာပါအခုမော်စီရင်ထားတဲ့စောရဥခေါင်းကိုကျုပ်မီးရှို့နေတာတင့်အမြင်ပဲကဲကျုပ်တင့်ကိုလွတ်မြောက်စေမဲ့ကာထာ28ခေါက်ရွတ်ရမယ်တင်ဆောင်နေပါကျုပ်ကပြောပြောဆိုဆိုနဲ့အနင်ကာထာကိုစားရွတ်တယ်တစ်ခေါက်နှစ်ခေါက်သုံးခေါက်အဲ့ဒီအချိန်မှာပဲမဖဲဝါရဲ့ခွေးဥတန်ကြီးကထွက်လာတယ်ဗျတင်းချင်းဟိုဘက်ကနေထွက်လာတာမဖဲဝါကြီးရောက်လာပါပြီလားဘာတွေဖြစ်သွားမှာတော့ကျုပ်ကြော်တဲ့ကစိတ်ငနေဖြစ်သွားတယ်ဒါပေမဲ့ကာထာကိုကျုပ်ဆက်ရွတ်နေတယ်ဗျနီးလာတယ်ဗျခွေးဥတန်ကြီးကနီးလာတယ်
မဖဲဝါရဲ့ခွေးကြီးကနွားပေါက်တစ်ကောင်လောက်ကိုရှိတာဗျကျုပ်ဂါထာကိုဆက်ရွတ်နေတယ်ဂါထာရွတ်ရင်တင်းချင်းဖက်ကိုကျုပ်ကြည့်နေတာပေါ့ဗျာဟောတွေ့ပြီဗျကူတွေပေါ်မှာမဖဲဝါကြီးရက်နေတာသပင်ဖားလျားကြီးကိုချလို့အရက်ကလည်း10ပေလောက်ရှိတယ်မျက်လုံးနီနီကြီးတွေနဲ့စောရကြီးရဲ့ဝိညာဉ်မဲမဲကြီးကိုကြည့်နေတာဗျို့ကျုပ်ဂါထာရွတ်တဲ့အတန်ကိုလည်းမဖဲဝါကြားနေတာပေါ့ဗျာကျုပ်လည်းဂါထာကိုမနာတမ်းရွတ်နေတာအုပ်20ကျော်လာပြီ21 22 23 29ခေါက်ပြည့်သွားတယ်စောရကြီးရဲ့ဝိညာဉ်မဲမဲကြီးကမြေကြီးပေါ်ကိုဒူးကြီးထောက်ချလိုက်တယ်ဘာလောက်တာတုံးဆိုပြီးတော့ကျုပ်ကြည့်နေတာဗျဟာကျုပ်ကိုကျေးဇူးတင်ကြောင်းပြနေတာဗျဟောမတ်တက်ထားရလိုက်တယ်ကျုပ်မီးရှို့ထားတဲ့စောရဥခေါင်းကလည်းအားလုံးပြကျသွားတယ်ဗျမဖဲဝါကြီးကလည်းနောက်ကိုခြာကနေလှည့်ပြီးတော့ထွက်သွားတယ်ဟင်စောရကြီးရဲ့ဝိညာဉ်ကမဖဲဝါကြီးရဲ့နောက်ကလိုက်သွားပြီဗျလဲစားတတ်တော့မဖဲဝါကစောရကြီးရဲ့ဝိညာဉ်ကိုလာခေါ်သွားတာပဲဗျမဖဲဝါရဲ့နွားပေါက်တစ်ကောင်လောက်ရှိတဲ့ခွေးနဲ့ကြီးကဆွဲဆွဲငင်ငင်ဥလိုက်တယ်သွားပြီဗျစောရကြီးမဖဲဝါနောက်လိုက်သွားပြီကျုပ်လည်းအခုမှပဲစိတ်ထဲရှင်းသွားတော့တယ်သူကျုပ်ကိုမန္တလေးကကိုမင်းနေညီအကိုရဲ့ပွဲရုံကိုခေါ်သွားပြီးတော့ဘိုးအူကိုသူရှာပေးတဲ့ပစ္စည်းတွေကိုကျုပ်ကိုပြန်ယူခိုင်းတာဗျဒါကိုတွေးကြည့်ရင်ကိုမင်းနေတို့ကြီးပွားနေတာတွေသူ့ကိုကျုပ်စီမှာထားပစ်ခဲ့တာတွေကိုစောရကြီးကကျင်းတဲ့ပုံမပေါ်ဘူးဗျဒါကြောင့်သူရှာပေးထားတဲ့ပစ္စည်းတွေကျုပ်ကိုခေါ်သွားပြီးပြန်ယူခိုင်းတာဗျဒါပေမဲ့ကျုပ်အံ့ဩနေတာကစောရကြီးရဲ့အစွမ်းပဲဗျို့ခဏလေးအတွင်းမှာမိုင်ပေါင်းများစွာကွာဝေးနေတဲ့နေရာတွေကိုရောက်သွားနိုင်တာကိုတော့ကျုပ်မအံ့ဩပဲမနေနိုင်ပါဘူးဗျာခင်ဗျားတို့တွေလည်းကျုပ်လိုပဲအံ့ဩနေမယ်ဆိုတာကျုပ်သိပါတယ်အခုတင်ဆက်ပေးခဲ့တဲ့ဇက်လန်လေးကတော့တာတီစွန့်စားခန်းပေါင်းချုပ်စာအုပ်ထဲကစောရဥခေါင်းဆိုတဲ့ဇက်လန်လေးပဲဖြစ်ပါတယ်ဇက်လန်လေးကိုအဆုံးထိနားထောင်ပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးပဲတင်ရှိပါတယ်ခင်ဗျာကွင့်ထော်ကကွင့်ဖြစ်ပါတယ်